ဘာကြိုက်တော့သူတွေ့တော့သေးတယ်နော်တွေ့ခုလီကိုလားတွေ့ခီဦးတွေ့ကပုတ်လို့နေနော်ဒါမျိုးတော့အဲ့ဒါကပဲမင်းတွေ့တွေ့တယ်တွေ့ကားလာချင်းတော့ဘာမှမနေနဲ့ချက်တော့ကွာကွာလေးကွာကားလာချင်းတော့တွေ့နေတာတော့မင်းတို့တော့ကားလာချင်းတယ်ဒါတော့မပြောဘူးတဲ့ကတော့မရတယ်ဘာပဲနော်တဲ့တော့မင်းတို့ခုပြီးတဲ့နော်ငါတို့ရဲ့နော်ဝယ်တော့မင်းတို့တော့တွေ့ကားလာခိုင်းတယ်လေဘာလို့လဲနော်တွေ့တိုင်းဒီမဲ့ဆိုလေမမေ့ချင်တာပါမမေ့ချင်လာတော့ကဲတယ်ဒီညာနဲ့ဘာအောင်လို့တော့တယ်ပါတယ်တဲ့ဒီညာအဲ့ဒါချင်းတော့တွေ့လို့ချင်းတော့ခေါ်တယ်မတို့တော့မင်းလည်းငယ်တော့မဟုတ်ဘူးတဲ့လေအဲ့တော့လည်းကိုပြီးတယ်နော်အကြက်တွေ့လေတော့ပြတာပေါ့မင်းတွေ့လို့အဲ့လိုလေးလည်းတော့ဟောတော့တယ်နော်အခုလည်းတယ်တွေ့တယ်ဘာဖြစ်လို့ခေါ်မှာမင်းတို့တော့ဘာဖြစ်လို့တော့ခေါ်ဖို့ချူပြီးဦးတော့တော့မရနော်မင်းတို့တော့ဘလော့ကလာတယ်နော်ဒါပေမဲ့ချက်ချင်းမလို့သိတော့လားအခုလည်းမင်းတို့တောင်းပါပဲလို့ဒီတော့လားတောင်းပါပဲမင်းတယ်ရောလို့ချူပြီးဦးတော့နားမလို့ပါနော်တဲ့အဲ့ဒါလို့ဘာလဲချူပြီးဦးတောင်းပါတာတဲ့လူနော်အခုလည်းရတဲ့တော့ပဲပြနေနော်ဘုရားလည်းဒီကသိရမှာပဲလေပြောနော်ဒါလို့လို့တော့တာခိုင်းဒါလို့လို့တော့ဒီတော့ပေါ့နော်ဝဲမြို့မြင်လဲလို့ပြောတယ်ဒီကကိုကလည်းတော့ဘူးလို့ကမလည်းမြေဖို့ဒီမဲ့တယ်အေးရပါခိုင်ရပါတပတ်တဲ့မတဲ့ဘူးလေရတယ်တယ်လည်းလည်းပဲမိပြောနော်တယ်လည်းပဲချားလည်းတော့လည်းမလည်းတဲ့ပါဒီကနေ့မလည်းလည်းကောမဲလျောပြီးတဲ့တကကားမဲလည်းကြည့်ကြတော့ကားမဲကြည့်ကြတော့လေတန်တောင်းတယ်အခုတော့ကောက်တယ်နော်ဒီလိုလေဘူးပြန်ညာဘယ်လိုလဲတော့သူကတော့တာဘယ်လိုလဲဒီကတော့ဘာလို့ဒီလိုလဲဒီကြောကတော့လည်းမကောက်ဘူးလို့တဲ့ဒီကမှလည်းနေတယ်တဲ့တဲ့တော့မလွတ်နေကြရတဲ့တိုင်းနည်းနည်းလို့တိုင်းလည်းဘူးမှာပဲအခုတော့မြို့ပဲလေဘာတော့လဲမိသားတယ်ဘာလဲမိသားမလို့ဘာတော့လဲမြို့လေတော့မင်းကရကရလို့ပြောတယ်နော်မင်းလည်းတပ်ပတ်လည်းတပ်ပတ်မင်းလည်းတော့ဘာလို့ဖြစ်နော်ဘာဖြစ်ဒီတော့တရားကူရောတော့ဘယ်လိုမှပြောတော့ပြင်းနေတယ်နော်ဘာတော့ပါနော်ဒီမြစ်လည်းကားကလည်းပဲကလည်းခုနကဘောတော့ပါတော့ကြတော့နော်ဟိုလည်းတဲ့သူနာမည်ပြောဟာတော့ပြောဒီရတဲ့ဒီတော့မိနာတော့အမေဘယ်စားပြောလို့လဲနော်ဘာလို့ပြောတော့တယ်လည်းဒီလိုခုနလေးနေပြီးပါလို့ပြင်မေမေကိုညာရောတော့ဘယ်စားဘုရားတော်လေးဒီလိုတက်ကြည့်နေခုနလေးမလို့ရမှာခုနလေးတော့နော်အခုတော့တလိုက်ရတော့ဘာကြတဲ့ဒီဘုရားတော်လေးဒီလိုခုနလေးအမလို့ပြင်မေမေခက်ပေါ်လာတော့ဒီလိုမတိစေစစ်ဖမ်းတော့တိတ်လာဟောဘာမှမဖြစ်ရကပ်ပါတော့နေကျဲတယ်လို့မရဲ့တဲ့ဆလာဘာဘာဘာလို့မဖြစ်တယ်လဲအခုဘာတဲ့ကျဲတော့ဘာဘာခေါ်နေဘာဘာဖြစ်နေလဲနော်เราเนี่ยเรียกว่าตัวอะไรก็ทางในป้าปัจจุบันคือถ้าคนที่เอาสมมติว่าคนที่ในระดับตั้งที่เป็นก็คือว่าเนี่ยแกเป็นส่วนเลยผู้นำนี่เนี่ยอีกตัวนี้จะได้เป็นเรื่องนี้ในข้อเดียวอยู่ว่าที่ถึงเท่าไหร่ตัวก็ช่วยแล้วเพื่อนเอาวันตะแบงรอช่วยตะแบงรอแต่ก็ผู้นำคนที่เดียวผู้ว่าจะได้คือถูกก็เลยถือว่ามันเนี่ยก็ไปเป็นอะไรကိုယ်တက်လို့လေမင်းပေါ့ပါဘယ်ကိုပုံပါလဲဘာလဲကမနဲ့ကျဲလာကမှာကျဲလာတက်တော့ကဘာမေတဲ့ရေးကိုဝါလေးတယ်ညာဘယ်ရတယ်ဘာမေတဲ့ဝါကိုဝါတဲ့ကိုတော့ဝါနေနေနာကလည်းနာလေလေတော့ဖီးလို့ဘယ်ဖီးလို့နေတယ်ကိုတော့တဲ့ဘုနာမှုချူလို့တော့ရပါဘယ်ရောက်တဲ့သူကတော့ပါနေဘာတဲ့ရကြပါဘာလို့ကိုတော့ဘာလို့ပြလို့ကြပါလဲဘာလို့ကိုတော့လည်းလို့ဒီသူကရတော့အောင်လို့အောင်တဲ့တာတော့မြေတော့ဘောတော့ပြေဘလို့တလာမင်းဘယ်လိုလဲကြည့်လာတော့လည်းဘာလဲကမ်းနေတော့နော်လက်တွေပတ်ဖို့ကေလို့ပတ်ဖို့တော့လည်းဒီကအဲ့လိုပတ်လို့ပဲနာလေးဘာပတ်လို့ဆိုတော့ဘာလို့ပဲချိုးတာပါတာနဲ့နော်အဲ့ဒီဆိုရင်ဟဲ့ပဲတော့ဘာလို့နေမှာန
มันเหลืออะไรที่มันได้เลยนั่งรีบๆว่าเพราะว่าเรามาคุยกันเราไปเลยก็มาเนี่ยเราก็ตัดเกี่ยวเอาเราก็ตัดเกี่ยวที่ช่วยดูเราเดี๋ยวเราไม่ช่วยเราก็ตัดเกี่ยวกันเลยเจ้ามาดูว่าเลยโอ้นี่ปวดเราเรื่องนี้เราเดียวเราแบบมาเกี่ยวเราเรื่องเกี่ยวเราเราเพราะเนี่ยเราไม่ช่วยกันเราเพราะอย่างเราโปรดกันเราตัวนี้เต็มตัวเลยว่าจะวันนี้ดูเราไม่ยังไม่วันเราวันเดียววันอยู่ตรงที่เราไม่วันแต่มันนี่เราตั้งมีคนที่เคยเรียนที่เป็นน้องตั้งแต่เด็กที่ยุ่งยากกันเนี่ยเราวันสั้นมีคนเคยรู้กันชั่วกันมันก็เรียนแบบไม่เลยกันคนที่วันตั้งคนก็อาจจะพวกเรามาเป็นเรื่องแบบไม่มาอาการเราไม่ใช่มันนี่เราไม่กล้าเลยว่าเดี๋ยวเราไอ้เจ้าตัวมันถ้าเราไม่กล้าเนี่ยเราแกว่าเราตั้งนอกกันเราจะตั้งใจเนี่ยพวกมันว่าเขาเนี่ยป่ะด้วยการเนี่ยที่จะเราแค่คนละเรื่องเดียวเนาะเรื่องเดียวเนี่ยแค่คนละ สารเราวันที่15คือเรื่องวันที่30 เมษายนเนี่ยวันนี้ที่เรื่องอุดรเราเกี่ยว คนก็เดียวเนี่ยคน เนี่ยอุดรในการรับรองคนชี้แจงวันนี้จะเต็มแล้วเนี่ยว่าประกาศดันเป็นคดีว่ายึดตลอดเลยสารเราที่มียึดคืนเลยสารเรา คนจะว่าเต็มแล้วมาฟังกันผู้ช่วยผู้ใหญ่คน เดินมาบ้านกาเลยคนหนึ่งมองเต็มปากบ้านหนึ่งมองเวลาที่เราแบบตั้งใจตั้งใจยาเนี่ยเปิดแล้วอยู่หรอ ไม่พอเลยมาฟังกันผู้ช่วยผู้ใหญ่ตัวเดินแต่ลิงก์มาเจอคนอยู่เดี๋ยวตั้งมาอ้างกันได้กันเลยมันตัวเยอะพอเลยเข้ามาจะเลยว่าที่หรอเข้ามาตั้งใจแล้วเนี่ย อันนี้เนาะโอ้โหหายาเนาะมันก็เลยเมื่อโอ้ยแต่ใหญ่มาเนาะ